အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့share ပေးခြင်းတဲ့အကြောင်းအရာလေးကကြတော့ကိုယ့်လက်ထဲမှာပေါ့နော်နှစ်သက်လက်ရောက်တော့မယ်ဆိုတဲ့အခါကျတော့ကိုယ့်လက်ထဲမှာသိန်း100လောက်ရှိခဲ့တယ်ဆိုလို့ရှိရင်မြန်မာပြည်ရဲ့ဘယ်နေရာတွေမှာရင်းနှီးမြှုပ်နှံတင်လဲဆိုတဲ့ဥစ္စာလေးကိုလေ့လာထားသလောက်အကျိုးရှိအောင်အားလုံးအတွက်လည်းအတွေးလေးတစ်ခုရအောင် share ပေးမှာဖြစ်ပါတယ်အဲ့တော့ကမ္ဘာဘဏ်ပေါ့ကမ္ဘာဘဏ်ရဲ့ခန့်မှန်းနှုန်းရ2026မှာမြန်မာပြည်ရဲ့ငွေပွားနှုန်း inflation rate က20ကနေ23%ရှိမှာပေါ့အဲ့တော့ဒီတစ်လပိုင်း2026မှာလက်ထဲမှာသိန်း100ရှိရဆိုလို့ရှိရင်တစ်လပိုင်း2029ကြာလို့ရှိရင်ကိုယ့်လက်ထဲမှာအဲ့သိန်း100ကသိန်း120တောင်းမို့123သိန်းများမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေကြေးရစီမံခန့်ခွဲနိုင်စွမ်းကလိုအပ်ချက်ရှိနေသေးတယ်ဆိုပြီးတော့ဒီကြပေါက်ပြန်သုံးသက်တင်တယ်ထဲမှာပါပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်ထဲမှာဘာတွေ share ပေးမလဲဆိုတဲ့အခါကျတော့ဘယ်နေရာတွေမှာရင်းနှီးမြှုပ်နှံလို့ရလဲဆိုတဲ့ဥစ္စာကိုလောလောဆယ်2026မြန်မာပြည်ဘယ်နေရာတွေမှာရင်းနှီးမြှုပ်နှံလို့ရလဲဆိုတာကိုရင်းနှီးမြှုပ်နှံလို့ရတဲ့ခန္ဓာ၅ခုကို share ပေးမယ်အဲ့တော့ဘယ်နေရာတွေမှာရင်းနှီးမြှုပ်နှံလို့ရလဲမြှုပ်နှံသင့်တယ်တရားလဲဝင်တယ်နည်းနည်းလဲစဉ်းစားလို့ရတဲ့၅ခုဆွဲထုတ်ထားတယ်အဲ့ဒါနံပါတ်1ကကျတော့ရွှေပေါ့နော်နံပါတ်2ကကျတော့မြေဒါမှမဟုတ်လို့ရှင်တိုက်ခန်းပေါ့နံပါတ်3ကကျတော့ဘာလဲဆိုတော့အားလုံးသိပြီးသားဖြစ်တဲ့ဘဏ်စုငွေနံပါတ်4ကကျတော့အများပိုင် stock share ရဝယ်ထားတာနံပါတ်5ကကျတော့အယောင်းဝယ်လောက်တာပေါ့နော်အယောင်းဝယ်လောက်တယ်ဆိုတာ Facebook ပေါ်မှာစင်လုပ်ပြီးအယောင်းဝယ်လောက်တာလဲဒါအယောင်းဝယ်လောက်တာပါပဲဆိုတော့ရွှေကတော့ကျွန်တော်တို့အားလုံးသိပြီးသားအတိုင်းပဲရွှေကကမ္ဘာရွှေဈေးကြောင်းရောဘာကြောင်းရောမြန်မာပြည်မှာကျတော့ဘယ်တော့မှမကြခဲ့ဘူးပေါ့နော်ဒီနှစ်ပိုင်းခြိုင်သားထဲမှာဆိုရင်ပိုဆိုးတယ်အဲဒါဆိုတော့ဒီဥစ္စာကတော့ရွှေကတော့ရှိရဆိုလို့ရှိရင်ဝယ်ထားတဲ့နဲ့ဒါပေမဲ့ပုံတင်နည်းတစ်ခုလိုပဲဖြစ်နေတာပေါ့ရွှေဝယ်ဆိုတော့ဒါကလောင်းကစားတစ်ခုလိုတော့ဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ရချင်ရမယ်မရချင်မရဘူးဒါပေမဲ့ရဖို့ရာခိုင်နှုန်းကတော့90% 80% လောက်ထိတော့ရှိပါတယ်ပေါ့နော်အဲဒါကြောင့်မို့ရွှေဝယ်နော်မမဘူးလို့ပထမဆုံးစဉ်းစားလို့ရတယ်နောက်တစ်ခုကကျတော့မြေပေါ့မြေဝယ်တဲ့အခါကျတော့ကိုယ်မှသိန်း100ရှိရင်မြေဝယ်ထားတဲ့လားဆိုတော့မြန်မာပြည်မှာအခုသိန်း100နဲ့ကတော့မြေဝယ်ဖို့တော့တိတ်မလွယ်ဘူးဒါပေမဲ့ကျွန်တော်မြေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထင်မြင်ချက်လေးကိုတော့မြေဝယ်ထားတဲ့လားဆိုတဲ့ထင်မြင်ချက်လေးကိုတော့ကျွန်တော်ဒီမှာမျှဝေသွားချင်ပါတယ်အဲ့တော့မြေဝယ်တဲ့အခါမှာဘယ်လိုမျိုးစားလဲပေါ့နော်ကိုဝယ်မဲ့မြေကဘယ်လိုမျိုးစားလဲဆိုတာကသိကြပါဦးထည့်သွင်းစဉ်းစားရမှာပေါ့ကိုဝယ်တဲ့မြေကခရံအမျိုးအစားဖြစ်တဲ့ဟိဆိုလို့ရှိရင်သူ့မှာရောင်းခွန်ဝယ်ခွန်ပေါ့ကိုဝယ်လို့ရှိရင်လည်းဝယ်ခွန်ကိုရောင်းတယ်ဆိုလည်းရောင်းခွန်ရှိတဲ့အတွက်ကိုဝယ်လိုက်တဲ့မြေတန်ဖိုးကတော့ဘယ်လောက်ရမယ်မသိဘူးကိုကတော့ဒီအတိုင်းတာတစ်ခုတော့ဆုံးရှုံးမှသိကြတယ်ဒါပေမဲ့မြေဝယ်ရင်မကြောက်ဆိုတဲ့စကားလည်းရှိတယ်အဲ့တော့တေချာပေါက်နေရာကောင်းဖြစ်တယ်ဒီမြေကလည်းကိုနေဖို့ဒါမှမဟုတ်လို့ရှိရင်ကိုလုပ်ငန်းအတွက်လိုအပ်တယ်ဆိုလို့ရှိရင်တော့ဝယ်တင်တယ်ဝယ်တဲ့အခါမှာလည်းဟုံးလုံးပါညောင်းယူပြီးတော့ဝယ်တယ်ကိုနိုင်တယ်ဆိုရင်ဒါပြဿနာမရှိဘူးเนาะမဟုတ်ဘူးဆိုလို့ရှိရင်တော့တိတ်တရားနဲ့တော့ဘယ်မှရမှာမဟုတ်ဘူးဒါပေမဲ့လည်းခိုင်မာတယ်ပေါ့စာရွက်စာတမ်းခိုင်မာတယ်ပါမစ်တို့ဒါမှမဟုတ်လို့ရှိရင်နေရာကောင်းမှာပဲထားကောင်းရောင်းဆောင်ဖြစ်တဲ့တိုက်ခန်းလို့ဆိုလို့ရှိရင်တော့စဉ်းစားတင်တယ်ဒါပေမဲ့ပိုင်ဆိုင်မှုခိုင်မာဖို့ကတော့တေချာပေါက်ခရီးဆိုင်တင်တယ်ပါမစ်ဆိုလို့ရှိရင်လည်းသက်ဆိုင်ရာစီပင်စည်းရင်းဝင်ပြီးပြီလားအိုးအိမ်လားဒါမှမဟုတ်လို့ရှိရင်ဘယ်နှစ်ခုနှစ်တောင်ထုတ်ထားတာလဲတေချာမှုရှိလားရက်ကွက်မှာ register လုပ်ထားလားအရှုပ်ရှင်းကင်းလားအမွေဆိုင်ရှင်းလားဒါတွေကတော့ရှေ့နေနဲ့တိတိကျကျလုံနိုင်ကြိုင်နိုင်တော့မှသာနဲ့မြေဝယ်တဲ့အပိုင်းကိုစဉ်းစားပါအဲ့တော့မြေကတော့ဒုတိယရင်းနှီးမြှုပ်နှံမှုဒါပေမဲ့ကျွန်တော်အမြင်ကတော့ကျွန်တော်လောလောဆယ်တော့အရန်အားမပေးဘူးတေချာပေါက်ထားကောင်းရောင်းဆုံးဖြစ်မှာမဟုတ်ဘူးဆိုလို့ရှိရင်မြေရောင်းဝယ်မသွားတဲ့အတွက်တန်ဖိုးအရာမဆုံးရှုံးဆိုပေမဲ့လည်းငွေပြန်မဖြစ်လွယ်တဲ့အတွက်ကိုတချို့ဆိုလို့ရှိရင်အတိုးနဲ့ချီပြီးဝယ်လိုက်တယ်ပြီးကြတော့ဖြစ်တဲ့ခါကျတော့ဘဝပြတ်သွားတဲ့လူတွေလည်းရှိဘူးလေပေါ့နော်အဲ့ဒါကြောင့်မလို့ဒါကိုတော့စဉ်းစားမယ်ဆိုရင်တော့ risk များတယ်တိတိကျကျလေးစဉ်းစားတဲ့နောက်နံပါတ်3ကကျတော့တချို့ကလည်းစိတ်ရှုပ်ပါတယ်မလုပ်တော့ခေါင်းစားမခံနိုင်ဘူးဆိုတဲ့လူတွေကတော့ဘဏ်ထဲမှာထားတယ်ပေါ့နော်ဘဏ်ထဲမှာထားမယ်ဆိုရင်လောလောဆယ်တော့မြန်မာပြည်ရဲ့ဘဏ်တွေကပုဂ္ဂလိကဘဏ်တွေက9%ကျွန်တော်သိသလောက်တော့9%ကနေ17%ထိတော့2026မှာပေးဖို့ရှိတယ်နဲ့ထင်တယ်အဲ့တော့ကိုကဒီထဲမှာထားရဲဆိုရင်တော့ fix amount တစ်ခုထားမယ်သူပြောတဲ့အချိန်ကျတော့မှပတ်စံပြန်ထုတ်မယ်ဆိုလို့ရှိရင်တော့ကိုကဘာမှသိကောင်းစားစရာစိတ်ပူစရာလည်းမရှိဘူး risk ကလည်း immediate နေတယ်ပေါ့နော်ဘန်ပြိုလဲသွားတဲ့အခြေထားလွယ်ပြီးလို့ရှိရင်ကိုဆုံးရှုံးသွားစရာအကြောင်းမရှိဘူးဆိုတော့ဒါတစ်ခု
ဒါပေမဲ့ကျွန်တော်ပထမဆုံးရှိမှတွက်ခဲ့တယ်လို့ပဲကိုကတလပိုင်း2026မှာကိုယ့်ရဲ့ငွေရတိတ်100နေပြီးဘတ်အပ်ထားရဲဆိုရင်တော့ထားပါတော့10%ပဲရတယ်ထားပါတော့အဲ့ချိန်မှာတစ်နှစ်ကြာရင်တိတ်130ပဲရှိအောင်ပါအဲ့တော့ငွေပွားနှုန်းကတကယ်တော့တိတ်120ဆိုတဲ့အခါကျတော့ကိုက10သိန်း automatic ရှုံးတယ်လို့ဖြစ်နေတဲ့အခါကျတော့မှန်ကန်တဲ့စီမံခန့်ခွဲမှုလို့တော့ပြောလို့မရဘူးဒါပေမဲ့ဘာမှမလုပ်တတ်ဘူးလက်ထဲမှာကင်ထားရမယ်ဆိုလို့ရှိရင်เนาะတကူတမျှရန်လည်းကြောက်ရတယ်နောက်ကိုသုံးလိုက်လို့ရှိရင်ပါသွားတဲ့အနေကိုလည်းစိုးရင်ရတဲ့အတွက်ဘာမှမလုပ်တတ်ဘူးဆိုလို့ရှိရင်တော့ဒီထဲထည့်ထားဖို့အတွက်ကိုကြံပေးခြင်းတယ်ပေါ့နော်နောက်နံပါတ်4ကျွန်တော်ပြောတဲ့အများပိုင် stock share နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပို့ပြီးတော့ပြောပြခြင်းတယ်ဘာကြောင့်လဲဆိုတော့ဒါကမြန်မာနိုင်ငံသားတွေအတွက်အရန်ရင်းနှီးရဲ့အရာမဟုတ်ဘူးပေါ့နော်အရန်ရင်းနှီးတဲ့အရာမဟုတ်တဲ့အတွက်မြန်မာပြည်ရဲ့လောလောဆယ် stock share ဈေးကွက်ကိုကျွန်တော်တို့နည်းနည်းလေးပြောဖို့လိုတယ်မြန်မာပြည်ရဲ့ stock share ဈေးကွက်ကတကယ်တော့ဘာမှအကြီးမဟုတ်သေးဘူးအကြမ်းပြင်းအပြင် stock share ဈေးကွက်ရင်းနှီးထားရင်ရောမြတ်မာလားဆိုတဲ့မေးခွန်းတက်ကိုတိုက်ရိုက်အဖြေပေးမယ်အကျိုးမြတ်ပြန်ရမှုနှုန်းအနည်းဆုံးဖြစ်လိုက်မယ်5 to 10% လောက်ပဲလောလောဆယ်မျှော်မှန်းလို့ရတယ်ဒါပေမဲ့ကိုကဒီငွေကို3နှစ်လောက်ထားပြီးတော့ဒေချာရင်းနှီးမြုပ်နှံထားနိုင်တယ်စိတ်ရှိရှိနဲ့ဆိုလို့ရှိရင်တော့အလားအလာရှိတဲ့ရင်းနှီးမြုပ်နှံတွေမှာပါတယ်အဲ့တော့အဲ့အကြောင်းလေးနည်းနည်းလေးပို့ပြီးတော့ထည့်ရှင်ပြမယ်လောလောဆယ်မြန်မာပြည်မှာstock share listing ကိုပမာရှိလဲဆိုတော့ရန်ကုန် stock exchange YSH ပေါ့နော်အဲ့မှာရောင်းတယ်လောလောဆယ်ကုမ္ပဏီ8ခုပဲရှိတယ်အလားအလာရှိတဲ့ကုမ္ပဏီ3ခုရှိတယ်မြန်မာတီလက်ဝအစီဆက် holding ပေါ့နော်ဝယ်မှာဆိုရင်သူ့ကိုဝယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့သူကဒေါ်လာနဲ့ရတာဖြစ်တဲ့အတွက်ကိုအမျက်ဝေစုပေါ့နော်ပေးနိုင်တယ်လို့ဂျမ်ပြဖြင့်ဟိုဟာဖြစ်တယ်နောက်ပြီးတော့ငွေပွားသွားတဲ့နှုန်းနဲ့လည်းသူကမစိုးဘူးပေါ့နော်သူ့ရဲ့ကုမ္ပဏီတန်ချိန်နဲ့နောက်တစ်ခုကကျတော့ FMI ပေါ့နော် FMI ကတော့နာမည်ကြီးပဲလေရိုမာဘန်တို့နောက်ဘန်လိုင်းဆေးရုံတို့ Star City အဓိကတော့ HMA နဲ့ပတ်သက်ပြီးတော့လောက်တာကိုင်တာများတော့2026မှာသူများ share နဲ့ဟိုအမြတ်များရခဲ့တယ်ဆိုလို့ရှိရင်ကိုတို့အဆင်ပြေလောက်တယ်ဒါပေမဲ့မထည့်ခင်တော့3နှစ်လောက်တော့ရင်းနှီးမြှုပ်နှံမှုအတွက်စဉ်းစားထားသင့်တယ်လို့ထင်တယ်နောက်တစ်ခုကကြတော့ကျွန်တော်စိတ်ဝင်စားတာပေါ့နော်အဲ့ဒါ MAEX ပေါ့နော်မြန်မာအာကို exchange သူကကြတော့အလားလာကောင်းတယ်ဘာကြောင့်လဲဆိုတော့တငင်းကုန်းလက်ကားဈေးကိုစီမံခန့်ခွဲပေးတဲ့ကုမ္ပဏီဖြစ်တယ်မြန်မာပြည်ကစားတောက်ကုန်ကဏ္ဍကအရန်ရေးကြီးတယ်မရှိမဖြစ်ရှိတယ်နောက်ပြီးတော့သူမကြသေးခင်မှာ stock share dividend spot share တစုကိုမြန်မာငွေကျပ်90အဲ့လိုထုတ်ပြီးတဲ့တဲ့နေ့တော့တွေးလိုက်တာဖြစ်ရှိတယ်အဲ့တော့ဒါလည်းစဉ်းစားသင့်တယ်ပေါ့အဲ့တော့ဒီဟာတွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်AR Trust တို့ KBZ Trust တို့ဒီဟာတွေကနေဝယ်လို့ရတယ်เนาะအဲ့မှာ register လုပ်ပြီးတော့ဝယ်လို့ရတယ်အဲ့တော့နောက်တစ်ခုကကျတော့စိတ်ဝင်စားဖို့ကောင်းတာ AR Bank ကလည်းအများပိုင်းကုမ္ပဏီကိုပြောင်းထားပြီးတာနည်းနည်းတော့ကြာပြီဒါပေမဲ့ရန်ကုန် stock exchange တွေကိုသူမဝင်လာသေးဘူးဒါပေမဲ့သူ့စီမှာတော့ AR Bank မှာတော့ AR Trust မှာတော့ဝယ်လို့ရတယ်ပြောတယ်ကျွန်တော်ဒါတော့သိချမစမ်းရသေးဘူးအဲ့တော့စမ်းကျင်တယ်ဆိုလို့ရှိရင် AR Trust ကိုသွားပြီးတော့ account ဖွင့်တော့ပတ်စံမပေးရဘူးလေဘာကြောင့်အဲ့တော့ဟိုအားနေတယ်ဆိုလို့ရှိရင်တော့ရုပ်ရှင်တကားကြည့်မယ်အစားဒါဘတ်ကြည့်ပြီးတော့အနည်းဆုံးလောက်မှမများအောင်နဲ့ထင်တယ်သိန်းကနန်းရမယ်စပြီးတော့ဝယ်လို့ရတယ်အဲ့တော့ဒါလည်းစမ်းကြည့်တဲ့အဲ့တော့ကျွန်တော်အခုဒီ stock exchange share list ပေါက်ဈေးနှုန်းနဲ့ဟိုဟာလေးကိုကျွန်တော်ဟိုဟာလောက်ပေးလိုက်တယ်သူအကြမ်းပြင်းအားဖြင့်တော့သူကဟို share တစုကို3000လောက်ကနေ1000လောက်ပဲရှိရပါတော့အဲ့တော့ကိုတက်နိုင်တဲ့အမောင်တွေမှာပါတယ်ဒါမှပွဲခါပေါ့KBZ Trust တို့ AR Trust တို့နည်းနည်းလေးပေးရတာ 0.5 ကနေ1အောက်ပဲရှိရဲ 1% လောက်ရှိရခါကြတော့ဝယ်လို့ရှင်သူကဟို commission ပေးလိုက်တယ်ဆိုတော့နည်းနည်းလေးဝယ်တယ်ဆိုရင်တော့ commission တန်ဦးလို့ဖြစ်နေတာပေါ့နော်အဲ့တစ်ချက်တော့ရှိတယ်ဟုတ်ပြီနောက်ဆုံးတစ်ခုကကြတော့ကျွန်တော်ရောင်းဖို့ဝယ်ဖို့လဲအားပေးတယ်ဆိုတာမြန်မာပြည်မှာကျွန်တော်များပြောကြရရှိတယ်အဲ့ပစ္စည်းကိုတဲ့စီးပွားရေးမလုပ်ပဲထိုင်သုံးနေလိုက်တယ်ဆိုလို့ရှိရင်တော့ပိုမြတ်တယ်တဲ့စီးပွားရေးလုပ်လိုက်တော့မှရှုံးသွားတဲ့ဟာကလူလဲပင်ပန်းတယ်ငွေလဲဆုံးရှုံးမှုရှိတယ်ပေါ့နော်ဒါပေမဲ့စဉ်းစားကြည့်လေကျွန်တော်ရှေ့မှာပြောတဲ့ရင်းနှီးမြှုပ်နှံမှု၄ခုလုံးအားကြတော့ကိုဘာမှလုပ်စရာမလိုဘူးကိုကထိုင်ပြီးတော့ဒါတွေကြည့်တယ်ဒါပေမဲ့လူဆိုတာကရှုံးတိတွန်ကိုလောက်ရကင်ရရင်းနှီးမြှုပ်နှံရတဲ့အခါကိုယ်ရုံးကန်ရတဲ့အခါကျတော့ဈေးကွက်တစ်ခုထဲမှာနည်းနည်းလေးပဲဖြစ်ကျွန်တော်ပြောပြမယ်အနည်းဆုံးဗျာဟိုဖုန်းငွေလေးကဝယ်ပြီးရောင်းရင်တော့တကယ်တော့အများကြီးရှုံးစရာမရှိဘူးဒါပေမဲ့လူဆိုတော့အလုပ်လုပ်ရတယ်စူးစမ်းအားထုတ်ရတယ်အဲ့တော့စိတ်တမကြပါဘူး motivation လည်းရှိတယ်
နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းအမှဟို Facebook မှာခင်ကောင်းတော့ဆိုလို့ရှိရင်ဒါနိုင်ငံခြားပစ္စည်းတွေယူရောင်းတာတို့ဒါမှမဟုတ်လို့ရှိရင်မြန်မာပြည်ကစားတောက်ကုန်တွေပေါ့နော်ဒါတွေကိုယူရောင်းတာတို့ boost လုပ်တာတို့ဘာကြောင့်လဲဆိုတော့အခုခေတ်ကြီးက online ခေတ်ဖြစ်နေတဲ့အတွက်တခုရောင်းချင်နေဆိုရင်စိုင်ဖွင့်မှာတို့ supermarket ကြီးကိုသွင်းနိုင်မှာမဟုတ်ဘူးကို store ရှိသလောက်ကို Facebook မှာ$10လောက်ပဲပြင် boost လုပ်လဲကိုရတာပဲဈေးကွက်အနေထားအတွေ့အကြုံကိုရဘာလို့ဆိုတော့အသက်ကကြီးသွားမှလေနော်အသက်ကကြီးသွားတဲ့အခါကျတော့အယောင်းဝယ်ရင်းနှီးမြှုပ်နှံမှုကလည်းကောင်းတယ်အဲ့တော့ကျွန်တော်ဒါဆိုလို့ရှိရင်ဘယ်လိုရင်းနှီးမြှုပ်နှံမလဲဆိုတာကိုကျွန်တော်ဆက်ပြောပြမယ်နော် Okay အဲ့တော့ဘယ်နေရာကြည့်ရသိန်းတရားကိုဘယ်နေရာမှာဘယ်လိုပုံစံမျိုးနဲ့ရင်းနှီးမြှုပ်နှံမလဲဆိုရင်ကျွန်တော်အခုပုံစံတစ်ခုခွဲပြမယ်เนาะဒါပေမဲ့ပုံစံတစ်ခုလုံးမှာကျွန်တော်စဉ်းစားထားတာတစ်ခုရှိတယ်အဲဆိုတော့ဘာလဲဆိုတော့လုံးဝကိုယ့်ရဲ့နောင်ရေးအတွက်ကောဒီရှိသမျှသိန်းတရားလုံးကိုပုံအောင်လောင်းတဲ့ပုံစံမျိုးကျွန်တော်တော့မနစ်သက်ဘူးကြက်ဥတွေအားလုံးကိုချင်းတစ်ချင်းနဲ့မထည့်ထားပါနဲ့ပေါ့เนาะဘာလို့ဆိုတော့အဲ့ချင်းပြုတ်ချသွားကိုရှိတဲ့ကြက်ဥတွေအကုန်ဆုံးရှုံးအောင်ပါအဲ့တော့ခွဲပြီးထားတာပေါ့เนาะအဲ့တော့ကျွန်တော်ပထမဆုံးပြပေးမယ့်ပုံစံကကျွန်တော်ရေးရှိအကျိုးကိုမျှော်လင့်ပြီးကျွန်တော်ရှိတဲ့သိန်းတရားတဲ့သိန်း40ကိုတော့ကျွန်တော်ကြိုက်တဲ့ company ရဲ့ stock share ကိုကျွန်တော်ဝယ်ထားမယ်ကျွန်တော်3နှစ်လောက်ရင်းနှီးမြှုပ်နှံမယ်လို့ကျွန်တော်စဉ်းစားတာပေါ့နော်နောက်သိန်း30ကိုတော့ကျွန်တော်ဘဏ်စုငွေတွေကိုကျွန်တော်ထည့်ထားမယ်အဲ့တော့ 10% fix ကျွန်တော်ရှိမယ်နောက်တစ်ခုကကျွန်တော်ကျန်းမာရေးတေးရှင်ရေးစီးပွားရေးလုပ်ဖို့အခွင့်အရေးပါလာရဲဆိုရင်ကျွန်တော်ဒီကနေထုတ်သုံးမယ်ပေါ့သိန်း30ကို fix လုပ်ထားမယ်နောက်သိန်း80ကုန်သွားပြီကျန်တဲ့သိန်း20ကိုတော့ရွှေထဲမှာကျွန်တော်ထည့်ထားမယ်အဲ့တော့ရွှေရဲ့တန်ဖိုးကတကယ်လို့ဟိုတက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့အမြတ်တစ်ခုရမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော်ဘာဆိုတော့လက်ကျန်ငွေ10သိန်းလောက်လဲကျွန်တော်ချန်ထားမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောသလို Facebook ကလောက်တာတော့ကျမ်းမာရေးကြောင်းမလို့အဲ့ဒါ plan A ပေါ့နော်ပြီးကြလို့ရှိရင် plan A ကိုသဘောကျလား plan B ကိုသဘောကျလားဘလဲကျွန်တော်ဝင်ပြီးဆွေးနွေးပေးခဲ့ပါဒုတိယတစ်ခုကကြတော့လက်ရှိကရွှေကအရန်မိုက်နေရောနော်ဟော့နေဆဲကကြောင့်ကျွန်တော်ရွှေကို40%အထိကိုကျွန်တော်သိန်း40အထိကိုကျွန်တော်ရင်းနှီးမြှုပ်နှံမယ်နောက်ဒုတိယ plan မှာလည်းကျွန်တော် stock share ကိုရင်းနှီးမြှုပ်နှံခြင်းလုပ်မယ်ပေါ့နောက်တစ်ခုကကျတော့ဘဏ်စုငွေတွေပေါ့ဘဏ်စုငွေတွေကိုတော့ကျွန်တော်20ထည့်မယ်နောက်တစ်ခုကကျတော့ကိုရိုင်းကဒီတိုင်းပဲထိုင်ပြီးဒါတွေထိုင်ကြည့်နေရတာအတိတ်ပဲမရှိဘူးလေပြီးတော့လက်ငင်းအယောင်းဝယ်လုပ်ဖို့အတွက်ဆိုပြီးတော့10%ဆိုတော့10သိန်းပေါ့တောင်းချမ်းပဲကဲအားလုံးပဲဗီဒီယိုအဆုံးမသက်ခင်ဒီနေ့ကျွန်တော်ပြောပြတဲ့အကြောင်းအရာတွေကနည်းနည်းထည့်စဉ်းစားလို့ရဖို့အသုံးဝင်သွားဖို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ခြုံငုံပြောရမယ်ဆိုရင်2026ကကျွန်တော်တို့မြန်မာနိုင်ငံသားတွေကငွေကြေးဖောင်းပွားမှုနှုန်းကအရင်မြင့်တဲ့အတွက်ကိုဒီပေါ်မှာကိုရှိရဲ့ပိုင်ဆိုင်မှုတွေအငွေ့မပြန်သွားအောင်အရင်စူးစမ်းရတယ်စဉ်းစားရတယ်ဒီတိုင်းထိုင်နေတော့မဖြစ်ဘူးပေါ့နော်အဲ့တော့ရေရှည်ခိုင်မာမှုကိုလိုချင်တယ်ဆိုရင်ရွှေတို့မြေတို့ကျွန်တော်စဉ်းစားသင့်တယ်လို့ထင်တယ်။ကိုက passive income မှာ passive income ပဲဆိုလို့ရှိရင်တော့ဘဏ်စုငွေနဲ့ stock share ကိုစဉ်းစားလို့ရတယ်။အဲ့မှာမှဘဏ်စုငွေရ fix ဖြစ်တဲ့ဟဲ့ဆိုလို့ရှိရင်တော့80%လောက်ကို stock share ဝယ်ပြီးတော့30%လောက်ကိုဘဏ်စုငွေတွေထည့်ထားတာလဲကျွန်တော်အားပေးတယ်။မဟုတ်ဘူးငါတော့မြန်တထေးဖြစ်မှရမယ်။မြန်ရဖို့ဆိုလို့ရှိရင်တော့အယောင်းဝယ်လုပ်ငန်းတွေမှာခွဲဝေပြီးတော့ရင်းနှီးမြှုပ်နှံတာလည်းရတယ်ပေါ့နော်ဒါကတော့ကိုစဉ်းစားလို့ရအောင်ပါကျွန်တော်ကတော့စဉ်းစားလို့ရတဲ့ပေါင်းတစ်ခုနဲ့ကျွန်တော်ရဲ့အတွေ့တစ်ခုဒီမှာမျှဝေတာပါပြီးတော့ဒီထဲမှာကျွန်တော်ထက်အများကြီးသိမြင်နားလည်တက်ကြွတဲ့သူတွေလည်းရှိမှာပါအဲ့တော့အားလုံးလည်းမျှဝေပေးခဲ့ပါအောင်ကျွန်တော်ဆရာလုပ်ခြင်းမဟုတ်ပါဘူးမျှဝေခြင်းဖြစ်တဲ့အတွက်ကိုကျွန်တော်ကိုလည်း comment မှာပြန်ပြီးတော့ဆရာတို့သိတဲ့ဟာတွေကိုပြန်လည်းမျှဝေတော့ရလို့ရပါတယ်ဒါတွေကိုလည်းကျွန်တော်ကြိုးဆိုပါတယ်အားလုံးကျေးဇူးများတင်ပါတယ်